လုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အခုရေတော်အမှန်ဖတ်တော်တန်ဆိုတဲ့အကြောင်းကိုရှင်းလင်းဖော်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ Group Project Part 1မြန်မာဘာသာစကားတွင်ရေတော်အမှန်ဖတ်တော်အတန်ဟူသောဆိုရိုးစကားရှိပါသည်ထိုဆိုရိုးစကားရဲ့အဓိပ္ပာယ်မှာစလုံးပေါင်းတပ်ပုံကိုအမှန်ရေးရတော့လဲပြောဆိုလေးရှိသောအတန်ထွက်အတိုင်းဖတ်ရခြင်းကိုဆိုလိုပါသည်ရှေ့ကအတန်နဲ့အာထာရှာထာအဆင်ပြေရန်နဲ့ရွတ်ဆိုရလွယ်ကူစေရန်အတွက်နောက်ကအတန်ကိုလိုအပ်သလိုလိုက်ပြောင်းပေးရခြင်းဖြစ်ပါသည်ရှေ့တန်နဲ့နောက်တန်တစ်ဆက်တည်းဖြစ်ဖို့အတွက်အတန်ပြောကနေအတန်ပြင်းကိုပြောင်းပေးရပါသည်ဥပမာလူကြီးလူကောင်းကိုဖတ်လျင်လူကြီးလူကောင်းဟုအတန်ထွက်ခြင်းကားနဲ့ခါကိုကားတန်ပြောင်းပေးရခြင်းဥပမာတန်ကွင်းကိုတန်ကွင်းဟုအတန်ထွက်ခြင်းစာနဲ့စာကိုစာတန်ပြောင်းပေးရခြင်းဥပမာထိုးဆေးကိုထိုးဆေးဟုအတန်ထွက်ခြင်းတာနဲ့ထာကိုဓာတန်ပြောင်းပေးရခြင်းခွေထီကိုခွေထီဟုအတန်ထွက်ခြင်းပါနဲ့ဖာကိုဘာထချိုက်တန်ပြောင်းပေးရခြင်းဥပမာပုကံကိုပကံဟုပြောင်းပေးရခြင်းတာတန်ကိုအတန်ပြင်းပြောင်းလျင်တာဟုထွက်ရပါသည်ချို့အတန်များမှာအတန်ပြတ်တော့သည့်အတွက်အတန်နှစ်တန်ကိုတစ်ဆက်တည်းရွတ်ဆိုတော့လဲအတန်မပြောင်းပါအတန်ပြတ်တော့ရခြင်းမှာကာတက်စာတက်ဓာတက်နဲ့ပါတက်စသည်အတတ်ပါသောအတန်များကြောင့်ဖြစ်ပါသည်ထိုအတန်များရှေ့၌ရှိလျင်နောက်ကအတန်ကိုမပြောင်းပါဥပမာဝက်ကြီးကိုဝက်ကြီးဟုပင်အတန်ထွက်ပါသည်ထို့သောပင်စက်ကွင်းမက်ခွက်ဖြတ်စာတောက်စေကြောက်ဆောင်ဝက်ထီနဲ့တစ်ပင်တို့လည်းထိုနည်းတူပင်ဖြစ်သည်အတန်အတန်တွဲသည့်အခါနောက်တန်ကြောင့်ရှေ့တန်ပြောင်းခြင်းလည်းရှိပါသည်ရှေ့ကသရတန်များသည်အတန်တိုးသွားပြီးအတန်တဝက်သာကျန်တော့ခြင်းဖြစ်သည်ဥပမာငါပီကိုငပီဟုအတန်ထွက်ခြင်းစာရင်ကိုစရင်ဟုအတန်ထွက်ခြင်းနွားမကိုနမဟုအတန်ထွက်ခြင်းသူခိုးကိုတခိုးဟုအတန်ထွက်ခြင်းတခုကိုတခုဟုအတန်ထွက်ခြင်းနှုတ်ခမ်းကိုနှခမ်းဟုအတန်ထွက်ခြင်းစသဖြင့်တာရကများစွာရှိပါသည်ရှေ့အတန်နဲ့နောက်အတန်ကိုတစ်ဆက်တည်းမရွတ်ဆိုဘဲကြားထဲတွင်ခြား၍ရွတ်ဆိုလျင်အတန်မပြောင်းပါဥပမာအားဖြင့်အမေပဲပြုံးနေတဲ့တွင်ပဲပြောဟုမပြောင်းပါရှေ့အတန်နဲ့နောက်အတန်ကိုကြားထဲတွင်မခြားဘဲတစ်ဆက်တည်းရွတ်ဆိုလျင်အတန်ပြောင်းပါသည်ဥပမာအားဖြင့်ပဲပြုတ်ကိုဝင်မဲ့တွင်ပဲပြုတ်ဟုအတန်ပြောင်းပါသည်အတန်မပြောင်းသောစကားလုံးများသည်ကရိယာစကားလုံးများဖြစ်ကြောင်းမှတ်သားနိုင်သည်ဥပမာအားဖြင့်ဘာသာပြန်သည်ဟူသောစကားလုံးသည်ကရိယာဖြစ်နေသည့်အတွက်အတန်မပြောင်းပါသို့သောနာမ်စကားလုံးများသည်အတန်ပြောင်းသည်ဥပမာအားဖြင့်ဘာသာပြန်ဟူသောစကားတွင်ဘာသာပြန်ဟုအတန်ပြောင်း၍ရွတ်ဆိုရမည်နှစ်ခုထပ်လျင်လည်းနောက်ကအတန်ကိုပြောင်းပေးရပါသည်ဥပမာပြောပြောပါပါကိုပြောပြောပါပါပြင်းပြင်းထန်ထန်ကိုပြင်းပြင်းထန်ထန်ပြုံးပြုံးလေးကိုပြုံးပြုံးလေးစသဖြင့်ဖြစ်ပါသည်သို့သောအတန်နှလုံးဆင်ထားတော့လဲနာမည်များတွင်အတန်ပြောင်းလေးမရှိပါဥပမာဖြူဖြူဝင်းကိုဖြူဖြူဝင်းဟုမပြောင်းပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ